ini saya punya diha chano haba ini saya punya diha chano haba ini sura diha saya sura chano punya sura ပိုက်ဆိုင်ချင်းပြစကားလုံးဖြစ်ပါတယ်ရက်ကျွန်တော်ဟာလို့အဓိပ္ပာယ်ရပါတယ်ပုံညဆိုတာကini saya punya ဒီဟာကျွန်တော်ဟာပါ ini barang siapa simpan ဒီပစ္စည်းဘယ်သူသိမ်းတာလဲ ini barang siapa simpan ဒီပစ္စည်းဘယ်သူသိမ်းတာလဲ ini ဆိုတာဒီဟာ barang ဆိုတာပစ္စည်းကိုပြောတာပါ siapa ဆိုတာဘယ်သူလဲ simpan ဆိုတာသိမ်းဆည်းတာကိုပြောတာပါ ini barang siapa simpan ဒီပစ္စည်းဘယ်သူသိမ်းတာလဲ tolong angkat ini barang ကျေးဇူးပြုရဲ့ဒီပစ္စည်းယူလာပေးပါ tolong angkat ini barang ကျေးဇူးပြုရဲ့ဒီပစ္စည်းယူလာပေးပါ tolong ဆိုတာကျေးဇူးပြုရဲ့ကူညီပါလို့လည်းအဓိပ္ပာယ်ရပါတယ် angkat ဆိုတာယူတာ ini barang ဆိုတာ ini ဆိုတာဒီဟာ barang ဆိုတာပစ္စည်း tolong angkat ini barang ကျေးဇူးပြုရဲ့ဒီပစ္စည်းယူလာပေးပါ taro sini ဒီမှာထားပါ taro sini ဒီမှာထားပါ taro ဆိုတာထားပါ sini ဆိုတာဒီမှာ taro sini ဒီမှာထားပါ ini barang siapa mau taruh ဒီပစ္စည်းဘယ်သူရှာမှာလဲ ini barang siapa mau taruh ဒီပစ္စည်းဘယ်သူရှာမှာလဲ ini ဆိုတာဒီဟာ barang ဆိုတာပစ္စည်း siapa ဆိုတာဘယ်သူလဲ mau ဆိုတာလိုချင်တာ taruh ဆိုတာသူတို့လို့လည်းပြောလို့ရပါတယ် သူတို့ဆိုတာချတာ ini barang siapa mau taruh ဒီပစ္စည်းဘယ်သူရှာမှာလဲ ini barang siapa mau kira ဒီပစ္စည်းဘယ်သူရေမှာလဲ ini barang siapa mau kira ဒီပစ္စည်းဘယ်သူရေတွက်မှာလဲလို့ပြောတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် ini ဆိုတာဒီဟာ barang ဆိုတာပစ္စည်း siapa ဆိုတာဘယ်သူလဲ mau ဆိုတာလိုချင်တာ kira ဆိုတာရေတွက်တာကိုပြောတာပါ ini barang siapa mau kira ဒီပစ္စည်းဘယ်သူရေတွက်မှာလဲ ini barang ada rusak ဒီပစ္စည်းအပြတ်ရှိတယ် ini barang ada rusak ဒီပစ္စည်းအပြတ်ရှိတယ်ဒီနေရာမှာ ini barang ada rusak ini barang sudah rusak လို့လည်းပြောလို့ရပါတယ် ini barang sikit rusak ada အဲ့လိုလည်းပြောလို့ရပါတယ်အဲ sudah rusak ဆိုတာကြတော့ပြတ်သွားပြီ ada rusak ဆိုတာကတော့အပြတ်ရှိတယ် sikit rusak ada ဆိုတော့နည်းနည်းပြတ်နေတယ်လို့ပြောတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် ini barang ada rusak ဒီပစ္စည်းအပြတ်ရှိတယ် ini ဆိုတာဒီဟာ barang ဆိုတာပစ္စည်း ada ဆိုတာရှိသည် rusak ဆိုတာပြတ်တာ rusak လို့အပြင်မှာကျတော့ rusak လို့လည်းပြောလို့ရပါတယ် ini barang ada rusak ဒီပစ္စည်းအပြတ်ရှိတယ် boleh tukar live barang ka တခြားပစ္စည်းနဲ့လှည့်ပေးလို့ရလား boleh tukar live barang ka တခြားပစ္စည်းနဲ့လှည့်ပေးလို့ရလား boleh ဆိုတာရတယ် tukar ဆိုတာလှည့်လိုက်တာကိုပြောတာပါ live ဆိုတာတခြား barang ဆိုတာပစ္စည်း ka ဆိုတာလာလို့မေးခွန်းမေးတဲ့စကားလုံးဖြစ်ပါတယ် boleh tukar live barang ka တခြားပစ္စည်းနဲ့လှည့်ပေးလို့ရလား ini barang kasih naik atas ဒီပစ္စည်းအပေါ်တင်ပေးပါ ini barang kasih naik atas ဒီပစ္စည်းအပေါ်တင်ပေးပါ ini ဆိုတာဒီဟာ barang ဆိုတာပစ္စည်း kasih ဆိုတာပေးပါ naik ဆိုတာတင်တာကိုပြောတာပါ atas ဆိုတာအပေါ် ini barang kasih naik atas ဒီပစ္စည်းအပေါ်တင်ပေးပါ untuk besok jangan risau မနက်ဖြန်အတွက်မစိုးရင်ပါနဲ့ untuk besok jangan risau မနက်ဖြန်အတွက်မစိုးရင်ပါနဲ့ untuk ဆိုတာအတွက်
ဘေဆော့ဆိုတာမနှက်ဖြန်ဂျန်ငန်းဆိုတာမနဲ့ result ဆိုတာစိုးရင်တော့ပြောတာပါ on top peso ဂျန်ငန်း result မနှက်ဖြန်အတွက်မစိုးရင်ပါနဲ့စာရဘာညာစီဖို့ကျွန်တော်အရန်လှုပ်ရှုံနေတယ်စာရဘာညာစီဖို့ကျွန်တော်အရန်လှုပ်ရှုံနေတယ်စာရဆိုတာကျွန်တော်ဘာညာဆိုတာအများကြီးအရန်စေဖို့ဆိုတာအလှုပ်ရှုပ်တာကိုပြောတာပါစာရဘာညာစေဖို့ကျွန်တော်အရန်လှုပ်ရှုံနေတယ်ဟုတ်ကဲ့ပါဒီနေ့မှာဆိုရင်လွယ်လွယ်ကူကူအခြေခံမလေးစကားလုံးတွေပြောပြပေးသွားတာပဲဖြစ်ပါတယ်